စိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတွေဟာထိတ်ခနဲ့ရှိရင်စိတ်တူတတ်တယ်စိတ်မရှိဘူးမိဘကလည်းသားသမီးပေါ်စိတ်ရှိခြင်းမရှိတယ်သားသမီးကလည်းမိဘအပေါ်စိတ်ရှိခြင်းမရှိတယ်ညီကိုမောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငြင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုပြုပြင်ရမှာဖြစ်တယ်မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တူမှုဒေါသတရားကိုလျှော့ချကြရမှာဖြစ်တယ်အဲ့ဒါကိုမလျှော့ချနိုင်ဘူးစိတ်တူတာပဲခုံယူပြီးတော့ငါကမရဘူးထိတ်ကနေရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တူမှုကိုလျှော့ချဖို့လိုအပ်တယ်။ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှိရင်အမှန်တရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။